ကျွန်တော်လီဗာပူးအသင်းနဲ့တော်တော်ခက်ခဲမဲ့ပွဲလို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်လီဗာပူးနဲ့ Nottingham Forest တို့ Premier League ဒုတိယပွဲစဉ်အဖြစ် MP ကွင်းကြီးထဲမှာစနေနေ့ညမြန်မာစံတော်ချိန်6နာရီမှာကစားကြတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ကနီးပြသည့်အီရာအိုလာရဲ့အိမ်ကွင်းပွဲစဉ်ဖြစ်ပြီးတော့အမှားခံလို့မရပဲလီဗာပူးအနေနဲ့3မှတ်အပြည့်ရယူမဲ့ပွဲလို့ကျွန်တော်ခန့်မှန်းထားတယ်ကျွန်တော်လီဗာပူးအသင်းက Premier League ပထမအဖွင့်ပွဲစဉ်မှာ Newcastle အသင်းကို2-2ဆိုတဲ့ရလဒ်နဲ့တမှတ်ရယူနိုင်ခဲ့တဲ့အတွက်ဒီပွဲစဉ်မှာတော့ဒီ MP ကွင်းကြီးထဲမှာပရိသတ်အင်အားနဲ့အနိုင်3မှတ်ရယူသွားလိမ့်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ပြီးခဲ့တဲ့ရာသီကကျွန်တော်လီဗာပူးအသင်းကဒီ MP ကွင်းထဲမှာပဲဒီ Nottingham Forest ကို3-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ဘူးဒီရှုံးကျွေးကိုအခုရာသီမှာပြန်ဆက်နိုင်မလားဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်ပါ Nottingham Forest အသင်းကတော့ဒီနီးပြတဲ့ရဲ့လက်အောက်မှာပထမဆုံး Premier League မှာသူရှုံးတယ်နောက်ပြီးတော့အခု Carabao Flat မှာလည်းသူစက်တိုက်ရှုံးတာနှစ်ပွဲစက်တိုက်ရှုံးထားတယ်ဆိုတော့ဒီ MP ကွင်းမှာအနိုင်3မှတ်ရအောင်ယူဖို့အတွက်သူရုန်းကန်သွားလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ကျွန်တော်လီဗာပူးအသင်းမှာကလက်ရှိ AKTK ကဒဏ်ရာပြတ်တာကြောင့်မပါဝင်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မှာ Florian Wirtz ရှိတယ် Cody Gakpo ရှိတယ် Alexander Isak ရှိတယ်ဒီကစားသမားတွေကတော့လက်ရှိအဆင့်သင့်ပဲ Nottingham Forest မှာတော့အဓိကကစားသမားတချို့မပါဝင်နိုင်တာကလည်းကျွန်တော်တို့လီဗာပူးအသင်းအတွက်အခွင့်အရေးကောင်းလို့ကျွန်တော်မြင်တယ်ပေါ့ Forest ကတော့ဒီပွဲမှာခံစစ်ပိတ်ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်လီဗာပူးကတော့နိုင်ချေ64ရာခိုင်နှုန်းလောက်တော့ရှိနိုင်တယ်ပေါ့နော်တရေကတော့20ရာခိုင်နှုန်း Forest ကတော့နိုင်ချေ15ရာခိုင်နှုန်းလောက်ရှိနေမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီပွဲမှာကျွန်တော်လီဗာပူးကအနိုင်3မှတ်ရယူမယ်ဆိုတော့3-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်သွားလိမ့်မယ်လို့ကျွန်တော်မြင်မိတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးလို့ရင်အောက် comment မှာရေးသားသွားလို့ရပါတယ်